ဒါပေမဲ့အပိုင်းခွင့်အရေးဘာမှမရှိဘဲနဲ့ဘောလုံးကင်ထားနိုင်ပြီးခြေသားတာကဘာတန်ဖိုးမှမရှိဘူးလေနော်ဖရီကစ်မှာဝေါ်ကာယာကနောက်ကိုရောက်နေရဲ့ဘာညာပြောနေကြတယ်ဒါပေမဲ့ဗျာဒုတိယပိုင်းမှာအော်ဒီကက်ရတဲ့အလုံးမှာလဲအဲ့ဒီ United ဘက်ကဝေါ်ကာယာကအဲ့ဒီအတိုင်းပဲနောက်ကိုနည်းနည်းရောက်နေတယ်ကန်တဲ့ကောင်ကကွာသွားတာသူ့ရဲ့ဒီဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်တဲ့နိုင်ရဲ့ကြားမှာ balance ဖြစ်အောင်ဒီကစားသမားလေးအနေနဲ့ထိန်းချုပ်နိုင်မှုလိုတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Red Story ကနေကြိုးစားတဲ့ Premier League ပွဲစဉ်အဖြစ် United တို့ရဲ့အိမ်ခွင် Old Trafford မှာ Arsenal အသင်းကိုအခမ်းပြီးတော့ရှစ်ပန်ကစားခဲ့တဲ့နေရာမှာတစ်ဖက်တစ်ကိုးစီနဲ့ဒီရလက်ထွက်ပေါ်ခဲ့တယ်ဒီပွဲကတကယ်ဆိုနိုင်ငံတင်တာဗျာအာဆင်နယ်အသင်းကခြေသားလို့လာပြောရင်အာဆင်နယ်ခြေသားတာမဆန်းဘူးသူတို့ကတော့ခြေကတာမှာပဲ United တို့ဘက်ကမာဇာရာဝီရဲ့အလုံးတို့ Joshua Zirkzee ရဲ့အလုံးတို့ဒီပွဲပြီးကနေမှာ Bruno Fernandes ရဲ့ကန်ချက်ကို David Raya ကာကွယ်သွားတာတို့ဒီအစားရှိတဲ့ဒီ chance တွေရှိခဲ့တယ်ပေါ့နော်ပြီးတော့ Rasmus Hojlund ကြောင်တောင်လုပ်တဲ့အလုံးတွေရှိသေးတယ်ဒီခွင့်ရေးတွေကိုဒါအသုံးချနိုင်ခဲ့မယ်ဆိုရင် United ကနိုင်ငံတင်တဲ့ပွဲပဲဒီပွဲမှာ Bruno Fernandes ကတော့ဒီအသေးကိုထမ်းနေရတာကြာရင်သူလည်းအယိုးတွေပြုတ်ထွက်တော့မှာဒီနေ့ပွဲမှာလည်းပထမပိုင်းတစ်ပိုင်းလုံးမှာ United တို့ဘက်က shot on target တစ်ချိန်ရှိတယ်အဲ့ဒီတစ်ချိန်က Bruno Fernandes ရဲ့ free kick ဒီ free kick ကနေပဲ United တို့ဥဆောင်ကိုရခဲ့တယ်free kick မှာဝေါ်ကာယာကနောက်ကိုရောက်နေရဲ့ဘာညာပြောနေကြတယ်ဒါပေမဲ့ဗျာဒုတိယပိုင်းမှာအော်ဒီကက်ရတဲ့အလုံးမှာလည်းအဲ့ဒီ United ဘက်ကဝေါ်ကာယာကအဲ့ဒီအတိုင်းပဲနောက်ကိုနည်းနည်းရောက်နေတယ်ကန်တဲ့ကောင်ကကွာသွားတာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အပြစ်ပြောတဲ့သားသမားတွေတော့အသိမရှိခဲ့ဘူးအားလုံးကစူးစမ်းပန်းသားကစားသွားခဲ့ကြတာပဲအများနဲ့အပြစ်ပြောနေရတဲ့ဒီကိုဒါလော့တို့ကက်စမဲရိုတို့တောင်မှပဲဒီနေ့ပွဲမှာအများကြီးအပြစ်ပြောတယ်မရှိဘူးပေါ့နော်မာဇာရာဝီဆိုလဲပုံမှန်ခြေတန်းရပြီးတော့ခြေသွမ်းပြကစားနိုင်ခဲ့တယ်ဒီကိုဒါလော့မတ်တင်ပြလိုက်တဲ့အလုံးမာဇာရာဝီကန်နာမှာနည်းနည်းလေးလိုအပ်ချက်ရှိသွားလို့ဒီကိုကမကူးခဲ့တာအမှန်ဆိုရင်ကန်ချက်တာကောင်းရင်ဒီကိုကဂိုးရမှာနောက်တန်းကစားသမားတွေဖြစ်တဲ့ဒီမာတီရဲ့ဒီလေးတို့Peter Lindelof တို့ Lani Yoro လည်းအပြစ်ပြောကြမရှိခဲ့ဘူးတော်တော်လေးတာဝန်ကျေခဲ့တယ်လို့ပြောလို့ရတယ်ဒီ Ruben Amorim ရဲ့လက်ထက်မှာ United အသင်းရဲ့နောက်တန်း frame ကတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်တစ်သင်းလုံးမှာအကောင်းဆုံးပြပါဆိုရင်တော့နောက်တန်းခံစစ်ကိုပဲပြောရမှာဒီခံစစ်ကလည်းလीကိုကပိတ်ဆောရမယ်ခံစစ်ဦးစားပေးဆောရမယ်ဆိုရင်တော့အသေးကောင်းတယ်ကိုဟာတိုက်စစ်ဆင်ရပြီဆိုရင်တော့ခံစစ်ကတခါတလေမှာအမားတွေပေါ်ချင်တယ်ပေါ့ဒီဘက်မှာဒီလစ်ဆိုလဲတော်တော်ကောင်းခဲ့ရဗျာဒီလစ်ကအခုနောက်ပိုင်းနှစ်ပွဲသုံးပွဲလောက်မှာသူတော်တော်ကောင်းတဲ့ဒီခြေကိုသူထိန်းထားနိုင်တယ်ပေါ့လန်နီယိုလိုဆိုရင်လဲဒုတိယပိုင်းမှာတရားရသွားလူစားလဲရတာကလွဲရင်ပထမပိုင်းတစ်ပိုင်းလုံးမှာတော့သူ့ရဲ့ဆွမ်းဆောင်ကြီးကတာဝန်ကြီးခဲ့လို့ပြောလို့ရတယ်သူနာနေရကတော့ပထမပိုင်းကတည်းကနာနေတာပြီးတော့အားလုံးစိတ်ပူနေကြတဲ့ Lindelof လည်းဒီနေ့ပွဲမှာတော့တာဝန်ကြီးတယ် Lindelof အနေနဲ့တော်တော်ကောင်းတဲ့ဒီဖြတ်ထုတ်မှုတွေလည်းသူလုပ်နိုင်ခဲ့တယ်ပေါ့ဒါကတစ်ဖက် Arsenal မှာကဒီအသင်းကိုဒုက္ခပေးနိုင်မယ်တိုက်ဆင်မှုမပါရလဲတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နိုင်တယ်Lindelof တို့အနေနဲ့အရင်ဂျူဝယ်တွေရင်ဆိုင်ရတာတိတ်မရှိဘူးဗျာဖြတ်ထုတ်မှုတွေလောက်ပဲလောက်ရတာဆိုတော့ဒါကြောင့်လည်းတက်တာသွားရလို့ကျွန်တော်ကတော့မြင်တာပဲဒါပေမဲ့ဒီနေ့ပွဲမှာ Lindelof ကလည်းချေကျူးရမယ့်ထဲမှာတော့ပါတယ်ကွင်းလယ်မှာဆိုရင် Casemiro ဆိုလည်းအခုနောက်ပိုင်းပွဲတွေမှာမစိုးဘူးဗျ Casemiro အခုနောက်ပိုင်းနှစ်ပွဲသုံးပွဲလုံးမှာတော့သူ့ဒီအရင်လောက်ကောင်းတာမျိုးတော့မဟုတ်ပေမဲ့အရင်ဆိုးတာမျိုးလည်းမဟုတ်တော့ဘူးဗျာသူအမားတွေရောနဲလာတယ်အရင်ရုပ်ပေါက်လောက်အောင်မားနေတာမျိုးရောမရှိဘူးတီတီငင်းငင်းကစားနိုင်လာတယ်လို့ပြောရမှာပေါ့သူစီကတချို့ဒီအားရစရာကောင်းတဲ့ပတ်စီနီကိုလည်းမြင်ရတယ်ဆိုတော့ Casemiro လည်းတဖြည်းဖြည်းနဲ့တော့ပြန်ပြီးတော့တည်ငြိမ်လာတယ်လို့ပြောလို့ရတယ်အရင်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ဒီဥကားတဲ့ရဲ့ back လောက်အနေနဲ့ဒီလောက်ကစားနိုင်ကိုမဆိုးဘူးလို့သတ်မှတ်လို့ရပါတယ်။အဲဒီဆန်တို့ဆိုလည်းအကောင်းဆုံးကြိုးစားကစားသွားတာပဲ။သူ့အနေနဲ့ကဒီ physical ပိုင်းမရှင်းနိုင်ဘူးဘောလုံးတွေလိုက်ပြီးမလုပ်နိုင်ဘူးဆိုပေမဲ့သူတက်နိုင်တဲ့ဒီဘောလုံးလမ်းကြောင်းဖြတ်တာတွေတစ်ဖက်အသင်းကန်တာကို block လုပ်တာတွေသူတက်နိုင်တဲ့လောက်တော့တက်နိုင်ဆုံးကြိုးစားကစားသွားတာကိုမြင်ရတာပဲဒီနေ့ပွဲမှာတော့အဓိကပြောချင်တဲ့ကစားသမားကတော့ဂါနာချိုပေါ့။ဒီဂါနာချိုလေးကဒီနေ့ပွဲမှာတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။အဓိကအသင်းရဲ့တိုက်စစ်မှာ track ကအဓိကသူပဲဒီလိုသာပွဲတိုင်းဆော့ရင်အသင်းကတော်တော်ကိုအားကိုးရတဲ့ကစားသမားဖြစ်လာမှာပရိသတ်တွေကလည်းတော်တော်ချစ်ကြမယ်ကစားသမားဖြစ်လာမှာခက်တာကဒီကစားသမားရဲ့ညင်ဒီကစားသမားလေးရဲ့ဗီဇသူကအရန် popular ဖြစ်ခြင်းနဲ့ဒိုဝေါင်းဆန်ခြင်းနဲ့ဒီ individual ရဲ့ record တွေကိုသူကအရန်အလေးထားတဲ့ပုံစံမှာရှိတယ်သူ့ရဲ့ဒီဖြစ်ခြင်းနဲ့ဆန္ဒနဲ့ဖြစ်တဲ့နိုင်ရဲ့ကြားမှာ balance ဖြစ်အောင်ဒီကစားသမားလေးအနေနဲ့ထိန်းချုပ်နိုင်မှုလိုတယ်သူနိုင်ခြင်းတဲ့ပွဲတွေမှာဆိုရင်တကယ်ဂရုစိုက်ပြီးတော့တေးသေးချာချာလေးဖြစ်တဲ့ပုံစံအတိုင်းသူကစားတယ်အဓိကအဖြစ်အလင်းကြီးနဲ့တွေ့တဲ့ပွဲမျိုးတွေဆိုရင်တကယ်ကိုဖြစ်တဲ့အတိုင်း
ရင်သူကစားတာမြင်ရတယ်တော်ယုံအသင်းနဲ့တော်ယုံပွဲမျိုးဆိုရင်တော့ရှောက်လုံနေတာပဲရူဘန်အီမိုရဲ့အခုနောက်ပိုင်းမှာသူ့ကိုညာချမ်းမှာထားလိုက်တာလေပိုကောင်းတယ်လို့ပြောလို့ရတယ်ဘယ်ချမ်းမှာဆိုရင်သူကအတွင်းကိုချိုးဝင်ပြီးကံဖို့ပဲစဉ်းစားနေတာညာချမ်းမှာကြတော့သူအရန်အာမတန်နဲ့ဘယ်နဲ့ကံမှာဗျာအထဲကိုချိုးဝင်ဒီတော့သူအာတန်နဲ့ညာနဲ့သူကက်ဘက်ဘောလုံးကြီးပေးဖို့သူစူးစမ်းရပေါ့သူရဲ့ကက်ဘက်တွေကတကယ်ကောင်းတယ်ကျွန်တော်တို့မှတ်မိလာဒီအာမက်ဒီယာလိုလီဗာပူးနဲ့ဂိုးသွင်းငယ်တော့ကလည်းသူ့ရဲ့ကက်ဘက်ကနေပဲဂိုးရတာဒီနေ့ပွဲမှာလည်းသူ့ရဲ့ဒီကက်ဘက်ပြန်ပြီးအတွင်းကိုချိုးပေးတာတွေကနေကျွန်တော်တို့အခွင့်အရေးတွေအများကြီးရခဲ့တာသူ့မှာဒီလိုကောင်းတဲ့အချက်တွေရှိရတာနဲ့ဒါတွေကို balance ဖြစ်အသုံးချနိုင်မှုလိုတယ်။ကံညာရှိတဲ့နေရာမှာကံချိုးပေးတဲ့အချိန်မှာချိုးပေးပေါ့ဒီလိုမျိုးသူကျွန်တော်ခုနပြောခဲ့သလိုမျိုးသူဖြစ်ချင်တာနဲ့ဖြစ်တဲ့နာကြားထဲမှာဒီ balance ဖြစ်သူထိန်းချုပ်နိုင်မှုလိုတယ်ပေါ့နော်ဒီဘက်မှာအရန်ကောင်းလို့ချီးကျူးရမယ်ဆိုပေမဲ့လည်းနောက်ဖွဲကြရင်လည်းတလွဲရလှုပ်ချင်လုံးမှာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီဘက်မှာတော့သူကတကယ်ကိုချီးကျူးရမယ်ကစားသမားတယောက်ပဲနောက်ထပ်ပြောရမယ်ကစားသမားလေးကတော့လန်နီယိုရိုတန်ရသွားလို့ဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့ကျွန်တော်တို့ငွေကစားသမားလေးအေဒန်ဟီဗန်ပေါ့နော်လူငယ်ကစားသမားလေးတယောက်အနေနဲ့ကတော့သူ့ရဲ့ဒီပွဲဥတွေကတော်တော်ကောင်းငယ်လို့ပြောလို့ရတယ်ဝင်လာခြင်းမှာတော့ shaky ဖြစ်တဲ့ moment လေးတော့ရှိတယ်နည်းနည်းလေးကွန်ပိုရှာမဖြစ်ဘူးမတည်ငြိမ်ဘူးပေါ့နော်နည်းနည်းလေးပြာလေးတော့ရှိတယ်ဗျာဒါပေမဲ့သူအဲ့လိုဖြစ်နေတဲ့အချိန်တွေမှာဒီစီနီယာသားသမားတွေဖြစ်တဲ့ဒီလစ်တို့လင်ဒီလော့ဖ်တို့ဒါလော့တို့ကအကောင်းဆုံးသူ့ကိုကာပြီးတော့သူ့ရဲ့အမားတွေကိုကာပြီးတော့ကစားသွားနိုင်တာကိုမြင်ရရပေါ့ဒီကစားသမားလေးကကစားရင်နဲ့သူယုံကြည်မှုရလာပြီးတော့ပွဲထဲမှာပိုပြီးတော့ကောင်းလာတယ်ရူဘန်အီမိုနီယာလည်းပွဲပြီးတော့တော်တော်ချီးကျူးသွားတယ်ဒီကစားသမားလေးကိုဒီကစားသမားလေးကဒီကစားခွင့်အချိန်ပလိန်တိုင်းသာခက်စိတ်စိတ်ရလာမယ်ဆိုရင်ကျွန်တော်တို့ပိုပြီးအားကိုးလာမှာဘောလုံးချောက်ထဲမှာရှိနေတဲ့အချိန်မှာတော်တော်တည်ငြိမ်တဲ့ကစားသမားလေးအသက်အရွယ်နဲ့မလိုက်အောင်တော်တော်တည်ငြိမ်နေပေါ့အသင်းမှာလည်းဘယ်တန်သားသမားတွေဖြစ်တဲ့လီဇန်ဒိုမာရီနဲ့ကောလူရှောကနာနေတော့ကြတော့သူ့အတွက်ကနေရာသူတကယ်ကောင်းမယ်ဆိုရင်နေရာရလာမှာဒီတော့တဖြည်းဖြည်းချင်းပလိန်တိုင်းမိနစ်လေး management ကောင်းကောင်းလုပ်ပြီးတော့ကစားခွင့်လေးတွေပေးရင်းနဲ့နေရာရလာတော့မယ်လို့ကျွန်တော်ကတော့မြင်တာပဲတိုက်စစ်မှုဖြစ်တဲ့ဂျိုရှူဝါဇက်ဂီအတွက်ကတော့ဒီနေ့ပွဲမှာအသင်းကတဖန်ကိုအဓိကပိတ်ပြီးကစားတာဖြစ်သည့်အတွက်လောင်မောတွေကန်တင်တဲ့အချိန်မှာသူ့အနေနဲ့ဘောလုံးရှင်းပြတာမျိုးရှိမယ်ဒီချိန်မှာလည်းတစ်ဖက်နောက်တန်းဆာလီဗာနဲ့ဂါဘရီယယ်ဆိုတော့သူ့အနေနဲ့ကတော်တော်ကိုဘောလုံးကိုရဖို့ရုံးရတယ်ပေါ့ဒါမျိုးကတော့သူမှမဟုတ်ဘူးဘယ်လိုကစားသမားပဲဖြစ်ဖြစ်အသင်းရဲ့ကစားပုံရကိုတိုက်စစ်မှုအနေနဲ့ကအများကြီးလုပ်ပြနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့စက်စီအနေနဲ့တော့သူတက်နိုင်ဆုံးသူတက်နိုင်တဲ့ဘောင်တွေကသူလို့ရသမျှတော့စူးစမ်းပြီးကစားသွားတာကိုတော့မြင်ရတယ်သူ့နေရာမှာအစားဝင်လာတဲ့တိုက်စစ်မှု Rasmus Hojlund ကတော့ညပွဲမှာအားလုံးရဲ့ပြောစရာအဓိကကစားသမားဖြစ်ခဲ့တာပေါ့လူစားဝင်ကစားသမား3ယောက်ထဲမှာလည်း Toby Coyela ရဲ့ Rasmus Hojlund ရဲ့ Eden Heaven ရဲ့3ယောက်ထဲမှာလည်းဒီ Rasmus Hojlund ကပဲပြောစရာအကောင်းဆုံးကစားသမားဖြစ်သွားတာကက်စမဲရိုရဲ့ပြည်တင်ကြောင့်ရလာတဲ့ဘောလုံးမှာဆိုရင်ကျွန်တော်ကသူ့ကိုလည်းဂိုးရသေးခြင်းနဲ့ဗျာယုံကြည်မှုလေးပြန်ရအောင်လို့အသင်းကလည်းအနိုင်ဂိုးလိုအပ်နေတဲ့အချိန်မှာကျွန်တော်ဂိုးရသေးခြင်းရဲ့ဒါပေမဲ့ဗျာသူကကြောင်တောင်းနဲ့ confidence ပြောင်းနေဆိုတာသိတာရဲ့ကစားသမားတယောက်ကဒီအချိန်မှာပဲRice ကနောက်ကနေဖြတ်ထုတ်ဖို့အချိန်ရသွားပါတော့ Rice ရဲ့ tag ကလည်းတကယ်ကို clean ဖြစ်တဲ့ tag Declan Rice ဒီလို tag လောက်တာမထူးဆန်းဘူးဗျာဟိုကျွန်တော်ကမြင်မှုတယ်အမှန်ကကျွန်တော်တို့ကသမားကို confidence ပြောက်ပြီးတော့ကျွန်တော်လုပ်ရတာတကယ်ဆိုသူ့ရဲ့ kit power နဲ့ချက်ချင်းကန်လန်းရင်တော့ဂိုးရသွားနိုင်တဲ့အနေအထားမှာရှိတယ်ဒီကသမားလေးကဒီတိုင်းဆိုရင်တော့ကြာလာရင်တော့ Jackzy ကိုမပြောနဲ့အောင်အဲ့ချီလိုအိုဘီယာကိုကြာရင်သူ့ကိုကြောတတ်တော့မှာဒီတိုင်းသာဖြစ်နေရင်တော့တတိထားမိတာတခုကဒီရူဘန်အီမိုရီရဲ့လက်ထက်မှာအသင်းရလက်တွေစိုးနေတယ်ကစားပုံညံ့နေတယ်အဆင့်တွေမကောင်းဘူးဆိုပေမဲ့ကစားသမားတွေကတော့တော်တော်ကြီးကိုစူးစမ်းပြီးကစားပေးနေအောင်မြင်ရတယ်ဒါအသင်းကြီးနဲ့တွေ့မှာမဟုတ်ဘူးနော်အသင်းငယ်နဲ့တွေ့ရတဲ့ပွဲတွေမှာလည်းစူးစမ်းပြီးကစားတယ်ဒါပေမဲ့အသင်းကြီးနဲ့တွေ့တဲ့အချိန်မှာတော့ခံစစ်ပိတ်ပြီးကစားတာဖြစ်သည့်အတွက် pressure နည်းတယ်ဗျာဘောလုံးကိုကန်ရဒီ position ကပေးတဲ့ risk မရှိဘူးကိုတက်နိုင်တော့အကောင်းဆုံးလွတ်ရုံပဲရှိတယ်အသင်းငယ်နဲ့တွေ့တဲ့အချိန်မှာလည်းသူတို့တွေစူးစမ်းပြီးကစားတယ်ဒါပေမဲ့မကစားတတ်ဘူးဖြစ်နေတာ position ပေးတဲ့ risk ကိုမယူနိုင်ဘူးဘောလုံးကိုကန်ကစားပြီးတော့တစ်ဖက်ကိုထိုးဖောက်အောင်မယ်ဆိုရင်ဘယ်လိုထိုးဖောက်အောင်မသိဘူးဖြစ်တာပေါ့ဒါလေးတစ်ချက်ကတော့အသင်းအတွက်အပေါင်းလက္ခဏာဆောင်တယ်လို့ပြောလို့ရတယ်အသင်းကြီးနဲ့တွေ့ရင်အဆင်ပြေနေတယ်ဆိုပေမဲ့အဓိကကတော့အသင်းငယ်နဲ့တွေ့ရတဲ့အချိန်ကိုကစိုးမိုးပြီးကစားမယ်ပွဲတွေမှာကိုကပို့ပြီးတော့ကစားနိုင်ဖို့ကအရေးကြီးပါတယ်ပရီးမီးယားလိပွဲစဉ်တွေမှာကအသင်းကြီးနဲ့တွေ့ရတဲ့ပွဲထက်အသင်းငယ်နဲ့တွေ့ရတဲ့ပွဲကပိုများမှာဖြစ်တယ်ဒီတော့အသင်းငယ်တွေစီကကိုကအမှတ်ယူနိုင်မှာကိုကထိတ်ဆုံးအောင်ရောက်နိုင်မှာရူဘန်အီမိုရီယာလည်းပွဲပြီးတော့လာမယ့်အနာဂတ်မှာတော့ငါတို့အသင်းကဒီလိုပုံစံမျိုးကစားလို့မရဘူးဆိုပြီးသူကတော့ပြောသွားတယ်သူကတော့ဒီပွဲကသူတို့ low block နဲ့ရိုးရိုးလေးပဲကစားခဲ့တာပေါ့ဒါကဘာမှမထူးဆန်းဘူးသူကတော့တိတ်အားရပုံတော့မရဘူးဒါပေမဲ့အသင်းကြီးနဲ့တွေ့တဲ့ပွဲဖြစ်သည့်အတွက်သူတို့အနေနဲ့ low block ကစားဖို့ခွင့်ပြုချက်နည်းနည်းရှိတယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာနောက်တကယ်အသင်းငယ်အသင်းလက်တွေနဲ့သာတွေ့ရင် Manchester United လို့အသင်းမျိုးကဒီလိုပုံစံကစားလို့မရဘူးသူကတော့လာမယ့်အနာဂတ်မှာအသင်းက
ဒီလိုပုံစံကစားလို့မရဘူးလို့သူကပြောသွားတယ်ဒီတော့ United ပြည်သက်တွေအားလုံးပြောချင်တာသေရကြလို့လေအောင်မခံမနေနဲ့ကျွန်တော်တို့ဒီဘက်ကနိုင်ငံတဲ့နယ်ပွဲမနိုင်လို့ကျွန်တော်တို့စိတ်တူရမယ်ပွဲစိတ်ပြည့်ရမယ်ပွဲပေါ့နော်ကျွန်တော်တို့အသင်းကဒီအဆင့်14 15ဝန်းကျင်မှာရက်တည်နေတာဖြစ်သည့်အတွက်ပွဲကိုကျွန်တော်တို့ကအမတ်ရဖို့လိုတယ်ဒီတော့အားလုံးပဲအာဆင်နယ်နဲ့အိမ်ကွင်း Old Trafford မှာတစ်ဖက်တစ်ကိုးစီတေကြခဲ့တဲ့ပွဲစဉ်ပေါ်ကိုဘယ်လိုမြင်ကြသလဲဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix Prime Video Disney Plus HBO Max Apple TV တချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Group ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche Netflix Fan မြန်မာစိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအားပေးလို့ရပါတယ်။ Telegram ကနေတစ်ဆင့်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။